မင်္ဂလာပါခင်ဗျာ2025ခုနှစ်ရဲ့ The Best Teacher 2025 ဆုကြီးကိုမကြာခင်မှာပေးအပ်တော်မှာဖြစ်ပါတယ်ဒီဆုကြီးကို COVID-19 အလွန်မှာမိမိရဲ့လုပ်ငန်းတာဝန်များကိုခြေပွန်စွာထမ်းဆောင်သောဆရာဆရာမများနဲ့အဆိုင်အကြောင်းရဲ့အနေအမြင့်အတက်ကြများနဲ့အခက်ခဲများဖြေရှင်းရာတွင်ကျောင်းနဲ့အတူအမြဲတမ်းရပ်တည်ပေးဖို့ကြိုးစားခဲ့တဲ့ဆရာဆရာမများကိုရွေးချယ်ပေးအပ်တာဖြစ်ပါတယ်ပထမဆုံးနှစ်မှာရရှိသွားတဲ့ဆရာမကတော့ The Best Teacher of the Year 2021 Teacher Tan Teacher Tan ဆိုရင်2018ခုနှစ်အဆိုင်စတင်တည်ထောင်ချိန်မှစပြီးအဆိုင်မှာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး Employment Agreement ချုပ်ဆိုထားခြင်းမရှိပါဘူးတင်ကြားရေးသက်တမ်း18နှစ်ရှိပြီးယခုအခါမှာလည်းအဆိုင်ရဲ့ online class များစွာကိုတာဝန်ယူတင်ကြားလျက်ရှိပါတယ်ဒုတိယမြောက်ရရှိသွားတဲ့ဆရာမကတော့ The Best Teacher of the Year 2022 Teacher ဖြိုးဤစင်Teacher ဖြိုးဤစင်ဟာဆိုရင်2018ခုနှစ်အဆိုင်စတင်တည်ထောင်ချိန်မှစပြီးအဆိုင်မှာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ် Employment Agreement 3နှစ်ချုပ်ဆိုထားပြီးတော့အဆိုင်မှာတင်ကြားရေးတာဝန်များကိုထမ်းဆောင်ခဲ့တာဖြစ်ပါတယ်Teacher ဖြိုးဤစင်ဟာဆိုရင်အဆိုင်မှာစာတင်သက်တမ်းအကြာဆုံးဆရာမတစ်ယောက်ဖြစ်ပြီးတင်ကြားရေးသက်တမ်း9နှစ်ရှိပြီဖြစ်ပါတယ်ယခုကအဆိုင်ရဲ့ Young Learner အတန်းများနဲ့ Into Class များကိုသင်ကြားလျက်ရှိပါတယ်တတိယမြောက်ရရှိသွားတဲ့ဆရာမကတော့ The Best Teacher of the Year 2023 Teacher တင်းရည်ဦး Teacher တင်းရည်ဦးဟာဆိုရင် Employment Agreement 3နှစ်ချုပ်ဆိုထား၍အဆိုင်မှာသင်ကြားရေးတာဝန်များနဲ့ HR အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ် Teacher တင်းရည်ဦးဟာဆိုရင်2025ခုနှစ်မေလအကုန်တွင်3နှစ်စာချုပ်သက်တမ်းပြည့်၍အဆိုင်နဲ့လမ်းခွဲကသူမ၏ဘဝခီးလမ်းကိုဆက်လက်ရှောက်လန်းသွားပြီဖြစ်ပါတယ်။အဆိုင်တွင်တာဝန်ထမ်းဆောင်ခဲ့စဉ်ကနိညာမယွင်းတာဝန်ကျေပွန်စွာစူးစမ်းလှုပ်ဆောင်ခဲ့မှုများအတွက်အဆိုင်မှထာဝရမှတ်တမ်းတင်အပ်ပါတယ်။စတုဒ္ဓနှစ်မှာရရှိသွားတဲ့သူကတော့ The Best Teacher of the Year 2024 Teacher မိမိထွန်းမဖြစ်ပါတယ်ခင်ဗျာ။ Teacher မိမိထွန်းဟာဆိုရင် Employment Agreement 3နှစ်ချုပ်ဆိုထားခြင်းမရှိပါဘူး။ SI မှာတင်ကြားရေးတာဝန်များနဲ့ HR အဖြစ်လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။တင်ကြားရေးသက်တမ်း3နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ယခု2025ခုနှစ်မှာလည်းမြည်သည့်ဆရာဆရာမများကအကောင်းဆုံးဆုအထူးကျွန်ဆုံးဆုနဲ့ဘောနပ်ဆုများကိုစုခူးရရှိသွားမလဲဆိုတာကိုငွေရောင်ပိတ်ကားထက်မှာဆက်လက်ရှုစားကြအောင်လားဗျာ။